မင်္ဂလာပါချမိတ်ဆွေတို့ရေ Cooking with Blessing ရကနေပြန်လည်ကြိုဆိုလိုက်ပါတယ်။ကဲဒီနေ့ Blessing ရအချင်းလုံနေလေးကိုပြောပြပါမယ်ရှင်။ဒီအချင်းလုံနေရလေဘာနဲ့ပဲသွဲဆဆအသားငါအရွက်ဘာနဲ့ပဲသွဲဆဆအယောင်ကိုလိုက်ဖက်တဲ့အချင်းလုံနေလေးပါရှင်။ Blessing ရတော့အယောင်ကိုအကြိုက်တွေ့နေပြီမို့ချမိတ်ဆွေတို့လည်းအခုပဲ Blessing ရနဲ့အတူလိုက်လို့ကြဖို့အားလုံးကိုဖိတ်ခေါ်ပါတယ် Let's go right nowကဲလိုအပ်တာလေးကိုချစ်ချမယ်ကြက်သွန်ဖြူချင်းငရုတ်တီးတံပြာတီးရဲ့နနမိတ်နဲ့ပူစီနံပါပြီးရင်စားလို့မယ်ဒါတော့ချက်ပသစိတ်ငရုတ်တီးအနစ်ပါလို့ဒါကတော့မကြီးရေပါဒါက ketchup เนาะဒီအာလူကြောစားတဲ့အခါမှာသုံးတဲ့ဟာမျိုးကဲဘလန်ဒါလေးနဲ့တခါလေးရောကြိတ်လိုက်မယ်เนาะကဲကြက်သွန်ဖြူထည့်မယ်ဂျင်းထည့်မယ်ငရုတ်တီးကိုလိုသလောက်ထည့်မယ်ငရုတ်တီးကိုအယောင်လာဖို့ခဏနေကြာဟိုပါလီးထည့်မယ်က mince နဲ့ဒီနာနာမစ်ကိုပါလိုတလောက်ထည့်မယ်ပြီးရင်အမှစားထည့်ပါမယ်လို့ကဲဒါ vegetable powder နဲ့လေးထည့်မယ်နော်ကြက်သားမုံလည်းထည့်လို့ရတယ်ကဲ fish sauce နော်ဒါကငါးငံပြားရေကို3စွန်းလောက်ထည့်ပါမယ်မကြီးရင်ရစ်ထည့်ထားတာမို့တံပြားတီးကိုတော့လိုသူပူရှော့လေးထည့်ပါမယ်နော်ဒါကတော့ငရုတ်တီးအဆက်เนาะအဆက်နှစ်เนาะအဲ့ဒါချက်ဖသစိတ်အဲ့ဒါလဲ2စွန်းခွဲ3စွန်းလောက်ထည့်ပါမယ်ရှင်အဲ့ဒါဘာနဲ့ပဲတွဲဆဆအယောင်ကိုကောင်းတယ်เนาะဒီနည်းနဲ့လုပ်ကြည့်ပါလို့ခရမ်းချင်တီးအနစ်ပါအဲ့ဒါလဲ3စွန်းလောက်ထည့်ပါမယ်အာလူကြော်စားတဲ့အခါမှာသုံးတဲ့ ketchup เนาะဒါကဲပြီးရင်เนาะမကြီးရေကိုဒီလိုမျိုး ready mix ဝယ်လို့ရတယ် blessing ရအဲ့အကြောင်းမို့ဒါကိုကြတော့မကြီးရေကို3စွန်းမောက်ထည့်မယ်ထမင်းစားဆုံးပါရှင်ကဲအဲ့ဒါကို blender လေးနဲ့ရောသမမွေချိန်လိုက်ပါမယ်ရှင် blender ချိတ်ဆက်ကိုသုံးတဲ့အခါမှာလေ blessing ရတော့တခါတည်းနဲ့ဖိပြီးတော့မှအကြာကြီးဖိထားပါနဲ့လို့ပြတ်သွားတတ်တယ်နော်ကဲ blessing ရအမှရေချက်အေးပါနဲ့လေးပြန်ထည့်မယ်ဆိုအရေလေးတစ်ချက်လေးရချင်တယ်တော့ရေအေးအစားကိုရေချက်အေးလေးထည့်ပါလို့လုံးဝပိုက်မလာပါဘူးเนาะအဲ့လိုမျိုးလုပ်တဲ့အခါမှာကဲကြည့်လိုက်ရအောင်ဘယ်လိုအခြေအနေလဲဆိုတော့တကယ်လို့ဒီထဲမှာအရေကျဲလေးရချင်တယ်ဆိုရင်တော့အမှရေကျဲအေးလေးထပ်ထည့်ပါလို့ blessing တော့ဒီအနေထားပြစ်လေးရစေချင်လို့ဒီလောက်ဆိုရင်တော့အတော်ပါပဲလို့ကဲပထမဦးဆုံး blessing ကဝတ်တာတို့အစုံเนาะဝတ်ဦးအစုံဒီဝက်ကလေးစားအစုံလေးကို blessing လှုပ်ထားပါတယ်လို့အမှအခုလှုပ်လိုက်လို့ရှင်အရန်ရှည်သွားမှာမလို့လေအနောက်မှလှုပ်ပြမနော်ဒါကကြတော့အရန်ကိုကောင်းပါတယ်လုံးဝမငြီတဲ့ဝတ်သားတုတ်ထိုးလေးပါလို့ကဲ blessing စမ်းကြည့်မယ်မိကြည့်မယ်နော်ကဲ so delicious နော်ဆွေမျိုးမေးပဲဆွေမျိုးတော့မမေးဘူးနော်ချမိတ်ဆွေတို့ဘယ်တော့မှမမေးဘူးကဲအတူစားကြမယ်မိကြည့်ပါလို့နော်ဒီနည်းလေးကလေလှုပ်ထားပြီဆိုအချားကြီးစားလို့ရတယ် blessing ဆိုတလောက်တောင်စားတယ်အိမ်ကလူတွေကအဆက်သိမ့်မစားတော့ကိုတယောက်တည်းစားတာလေအဲ့ဒါအသားတွေနဲ့စားလိုက်အရွက်တွေနဲ့ရောစားလိုက်နဲ့ဒါလေးလှုပ်ထားတော့အယောင်ကိုအဆင်ပြေတယ်သူကမကြီးရေလေးပါတယ်ပြီးရင်ငရုတ်တီအနစ် ketchup တို့ပါတော့လေအစုံလေးအရသာလဲဘာနဲ့မှမတူဒီလိုမျိုးလေးလှုပ်ထားပြီးတော့မှဒီဘူးထဲမှာဂျန်တဲ့ဟာကိုဘူးထဲမှာထဲမှာရေခဲတဲ့တားထဲမှာတင်ထားလိုက်လို့ရှိရင်blessing တို့ကိုစားချင်တဲ့အခါမှာယူစားလိုက်ရုံပါပဲရှင်ကဲဒါဆိုအားလုံးချက်ချက်လေးမယ်လို့မျှော်လင့်ပါတယ် see you ပါနော်အားလုံးကိုချစ်တယ်အားလုံးကိုအားပေးတဲ့အတွက်ကျေးဇူး see you bye bye